အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ look at plus noun or verb ing ဆိုတဲ့အသုံးလေးကိုသုံးပြီးတော့ကြည့်ပါဆိုတဲ့စကားပြောလေးကိုလေ့လာကြည့်ကြရအောင်မင်းစာအုပ်ကိုကြည့်ပါ look at your book look at your book စာသင်ပုံးကိုကြည့်ပါ look at the boat look at the boat ငါရေလောင်းထားတဲ့အပင်တွေကိုကြည့်ပါအောင် look at the plants that I water look at the plants that I water ငါကိုကြည့်ပါ look at me look at me မင်းကိုမင်းအရင်ပြန်ကြည့်ပါ look at yourself first look at yourself first ကလေးကိုကြည့်ပါသူမပြုံးနေတယ် look at the baby she is smiling look at the baby she is smiling သူအင်္ဂလိပ်စကားဘယ်လိုပြောလဲကြည့်ပါ look at how he speaks English look at how he speaks English ဆရာမကိုကြည့်ပြီးနားထောင်ပါ look at the teacher and listen look at the teacher and listen မင်းမရှိတာကိုကြည့်ပါ look at what you have look at what you have ကဲနောက်တစ်ခေါက်ပြန်ဆိုပါမယ်မင်းစာအုပ်ကိုကြည့်ပါ look at your book look at your book ဆိုင်းဘုတ်သုံးမဟုတ်တင်ပုံးကိုကြည့်ပါ look at the boat look at the boat ငါရေလောင်းထားတဲ့အပင်တွေကိုကြည့်ပါအောင် look at the plants that I water look at the plants that I water ဒီနေရာမှာ WATE ရ water ဆိုတာကိုအရင်တုန်းကသိထားသလိုရေဆိုပြီးတော့နောက်တစ်ခုတည်းအနေနဲ့သိထားလို့မရဘူးဒီမှာကရေလောင်းတည်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ငါကိုကြည့်ပါ look at me look at me မင်းကိုမင်းအရင်ပြန်ကြည့်ပါ look at yourself first look at yourself first ကလေးကိုကြည့်ပါသူမပြုံးနေတယ် look at the baby she is smiling သူအင်္ဂလိပ်စကားဘယ်လိုပြောလဲကြည့်ပါ look at how he speaks English look at how he speaks English ဆရာမကိုကြည့်ပြီးနားထောင်ပါ look at the teacher and listen look at the teacher and listen မင်းမရှိတာကိုကြည့်ပါ look at what you have look at what you have ကဲဒါဆိုရင်တော့ပုံမှန်လိုပဲဗီဒီယိုလေးကိုခဏရပ်မယ်ပြီးတဲ့အခါမှာကိုယ့်ဘာသာစကားပြောလေ့ကျင့်ကြည့်လို့ရပြီနော်ဒီနေ့အတွက်သင်ခန်းစာလေးကတော့ဒီမှာပဲရပ်လိုက်ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်